မင်းကြီးများ ဖျား တက်ကရစ်2015ရဲ့ရေပန်းအစားဆုံးကဘာလဲမင်းကြီးများရဲ့ မန်လာပါတက်ကရစ်2015ရဲ့ရေပန်းအစားဆုံးကတော့မြေအောက်လောကမှာလမ်ဘာရဲ့ပောက်ကရ40ရက်တချင်းတစ်ပုတ်ဖြစ်ပါတယ်ဖျား ဟေးပောက်ကရ40ရက်ဟလားငါကိုရောမြတ်စိတ်ဝင်စားတယ်ဟဲ့ငါကိုရောမြတ်ရှိတော်မှာဦးချင်းချင်းသွင်းသမ်း မန်လာပါ listen နဲ့ပါဖျား listen နဲ့ပါဖျား Yo 2015 LBC Oh Come on ညမပီ hip hop ကချိန်နေသိမကောင်းဘူးဆိုပြီးနားလေထားတဲ့လူတွေအတွက် red bite တော့ဆိုပြီးပြမယ်ကိုရီးယားပဲပြောင်း K-pop တွေပိုကြီးထွားကိုရီးယားတွေ mic လောက်လိုက်ခိုးတဲ့ညီမတွေကပိုချီွားတယ်ရှိုးပြီးထားတဲ့ထဲကပညာနဲ့ထုတ်ပြလက်ထဲက microphone ကစင်လေးထဲမှာတန်နေလှုပ်ခါမင်းကြိုက်တာလောက်ပါရေသွေးတော့ထိမှာရန်ကိုရင်းခံနေတဲ့ဒီကြလောကဈေးကွက်ကြီးကိုစိတ်နေမင်းတို့တွေအောင်မြင်ငါတို့လည်းဝမ်းသာတယ်ဒါပေမဲ့ဘာလို့လူငယ်တွေကိုလက်မကမ်းတာလဲချို့ကတော့ကမ်းပါတယ်ပြီးတော့မှပတ်စံဖမ်းရှာမယ်တကူကောင်းဆန်တဲ့ producer ကြီးတွေပဲနောက်ဆုံးချမ်းလာမယ်နိုင်က Rolex ညမှန်ကရွှေစင်တဲ့ Versace လူတွေအများငေးရလောက်တဲ့ fashion ကအစာကြီး 4-5 Italia V12 engine နဲ့ Ferrari စုဝင်ထိုင် Armani ဈေးကတအားကြီးဆောင်းရမိုက်တယ်ဗျာအကိုအားကြတယ်ကျွန်တော်လည်းအကိုလိုချမ်းလာတယ်လို့ဘယ်လန်းကိုသွားရမလဲဒီလန်းကောင်းတွေပြတ်သွားမယ်အကိုကိုဆရာတင်ထားပါမယ်စီးပွားရေးနဲ့ပတ်သက်ရင်လည်းကျွန်တော်ကဘာနားမလဲကျွန်တော်နာမည်လမ်းပါပဲ rap ချင်းတွေဆိုပါတယ်မင်းစလင်းတော့မတိုးနိုင်ဘူးဗျာ underground မှာဆိုဆရာပဲဒီလိုနဲ့အိုလာအတွေးခေါ်တစ်တွေကိုရှာမယ်အခုတော့နာမည်ကြီးဖို့အတွက်ရဲရင်အောင်ထားလဲဆိုမှာပဲနောက်တစ်နာမည်က Blue What ဒီတက်ဆာဆိုပါလေတီတော်ရေးချီရသူ့လိုစော့ချီဖို့ကိုပါပဲသူ့ထားလဲဆိုမှာပဲဘန်ဒီဖြိုးလိုပါနှွဲ့အမှန်နဲ့ပြောရင်ကိုဆက်ဆိုင်လိုမျိုးနာမည်ကြီးလိုပါတယ်အဲ့ထက်တောင်ပို့ပါတယ်တကယ်တော့ကျွန်တော် K-pop ပါယုံရင်လည်းနေပေါ့ကွာတင်းရှင်းပြမနေတော့ပါ2015 K-pop တာစစ်ကွာရေမျောပါတထေးသမီးကိုယူပြီးငါလဲလူမင်းလိုနေတော့မှာပျော်စီပြက်စီပေါ့ red တွေအရင်ယူသွားလားအားလုံးကဖျဲနေတော့ကျွန်တော်လည်းနည်းနည်းယူမရကျူးထားခဲ့သမျှအချိန်တွေလည်းခုမှကြလူကားတကားချီတချီရထူမရဟာဟာ Bitch Oh Motherfucker Yeah 2015 LBC Legendary I love you bitch You pussy too tight